custom form စပြီးတော့မှအသုံးပြုမယ်ဆိုရင်တော့ custom form module ကိုအရင်ဆုံးတော့ဖွင့်ထားဖို့လိုအပ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ site bar မှာရှိတဲ့ custom form ရဲ့တွားကြည့်လိုက်ပြီဆိုရင်ဒီ page ကိုမြင်ရမယ်။ဒီမှာ public inbox ရဲ့ပြီးတော့ form setting တွေရဲ့အခုမြင်ရတဲ့ guide ရဲ့ new form ရဲ့ဆိုပြီးတော့မှရှိပါတယ်။အဲ့တော့အောက်က filter ထဲမှာဆိုရင်တော့ဒီ form ရဲ့ active status လားအကုန်လုံးမြင်ရမှာလားဆိုတာကိုရွေးပေးလို့ရပါတယ်။ draft form တွေလား final form တွေလားဆိုတာမျိုးတွေပေါ့နော်။အခုတော့ကျွန်တော်တို့က form အသစ်စောက်မှာဆိုတော့ new form ကိုနှိပ်လိုက်မယ်။ပြီးတော့ form နာမည်အသစ်တစ်ခုပေးလိုက်ပါမယ်။ပြီးရင်တော့ continue ကိုဆက်သွားမယ်ဆိုလို့ရှိရင်ဒီမှာအပေါ်မှာပြထားတဲ့ basis info form field preview ဆိုတာတွေဝင်သွားပါလိမ့်မယ်။ဆိုကိုက drag and drop နဲ့စောက်ချင်တယ်ဆိုရင်ဒီကလာစောက်လို့ရတယ်လို့ JSON ဆိုတာနဲ့လည်းစောက်လို့ရပါတယ်။ JSON ဆိုတာကကြတော့ကျွန်တော်တို့ AI ကိုသုံးပြီးတော့ custom form စောက်တာဖြစ်ပါတယ်။ဒီကတော့မြန်တယ်ပြီးတော့ပို့ပြီးတော့လည်းလူလို့ရတာပိုတက်တာပါတယ်။ကျွန်တော်လုပ်ဖို့လိုတာကတော့ဘေးနားက AI prompt ထဲမှာကိုလိုချင်တဲ့ question တွေကိုထည့်ပေးလိုက်။ကို့မှာပြင်ထားပြီးသားရှိရဆိုရင်သူရဲ့ formula တွေဘာတွေကအစအကုန်ထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်ပြီးတော့ generate ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့အဖြေဒီ form အတွက်ကိုပေါ့နော်လိုအပ်တဲ့ code တွေကိုတွားနေစပြီးတော့စောက်ပေးပါလိမ့်မယ်။တခါတလေကြာရင်တော့အခုလိုမျိုး error လေးတွေတွေ့ရမျိုးရှိတယ်။အဲကြရင်လည်းစိတ်မပူဘဲနဲ့အဲ့ဒီ error ကို copy ကူးလိုက်ကူးပြီးတော့မှ AI နဲ့ကိုပြန်ထည့်ပြီးနောက်တစ်ခေါက် generate လုပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးဖြည့်ရှင်းပြီးသားဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။အောက်က valid လို့ပေါ်တယ်။ format ကလည်းနှိပ်ကြည့်တဲ့အခါမှာ valid configuration ဆိုရင်တော့ကျွန်တော်တို့ပုံကရပါပြီ။ပြီးရနဲ့ apply ကိုနှိပ်လိုက်တယ်ဆိုရင်ညာဘက်က preview မှာပေါ်လာပါလိမ့်မယ်။အခုကျွန်တော်ကဒါကိုမြန်မာလိုပြချင်တဲ့အတွက်ကြောင့်မို့လို့ translate to Burmese ဆိုပြီးပြောင်းလိုက်တယ်။ဒါဆိုရင်အားလုံးကမြန်မာလိုပြောင်းသွားတာမျိုးမြင်ရပါလိမ့်မယ်။အဲ့တော့ save နှိပ်ပြီးတော့မှတွားကြည့်လိုက်တယ်ဆိုရင်တော့အဲ့ form setting ကိုတွားကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ form ကပေါ်နေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ကအခုက draft ပဲရှိသေးတာဆိုတော့ draft ကိုဒီကရွေးပြီးတော့မှလာပေါ်ပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကဒီ draft ရဲ့ public ရဲ့ anonymous ရဲ့ဆိုတာတွေကိုဖွင့်ပေးဖို့လိုပါတယ်။ဘာကြောင့်ဖွင့်ပေးဖို့လိုပါလဲဆိုတော့ဒါကကျွန်တော်က public မှာသုံးဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဟာကြီးဖွင့်ဖို့လိုတာဖြစ်ပါတယ်။ပြီးရင်တော့ပေးထားတဲ့ link ကိုနှိပ်ပြီးတော့မှကြည့်လိုက်တဲ့ဆိုလို့ရှိရင်အခုလိုမျိုးစပြီးတော့ဖြေလို့ရတဲ့ form တစ်ခုထွက်ကြလာပါလိမ့်မယ်။အဲ့တော့ဆောနာပါတဲ့ question တွေအတိုင်းပဲငွေသက် grade တွေပါကျွန်တော်တို့ဖြည့်ပေးဖို့လိုတယ်။အဲ့တော့အားလုံးစုံသွားပြီဆိုလို့ရှိရင်တော့ဒါကိုကျွန်တော်တို့ submit တင်လို့ရပါပြီ။ Okay ဒီမှာအသက်မှားနေရတွေ့ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်တို့ submit ကိုတင်လိုက်ပြီဆိုလို့ရှိရင်ဒီ form ကကျွန်တော်တို့ဘက်ကိုရောက်လာပါလိမ့်မယ်အခုဆိုရင်တန်းဝင်လာပြီတခါတလေကြာရင်တော့ခဏလောက်စက္ကန့်ပိုင်းလောက်ကြာတတ်တယ်အဲ့တော့ခဏစောင့်ပြီးဆိုလို့ရှိရင်တော့ပေါ်လာပါလိမ့်မယ်နောက်တစ်ဆင့်ကတော့ဒီ form အသုံးပြုပြီးတော့ patient အသစ်တွေ create လုပ်တာမျိုးဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်ရင်ရှိထားပြီးသား patient ကိုတွားပြီးတော့ link လုပ်ပေးရမျိုးဖြစ်မယ်အခုတော့ကျွန်တော်က patient တယောက်ကိုအသစ် create လုပ်ပြီးတော့မှအခု accept and link ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ patient list ထဲကိုတွက်ချက်သွားကြည့်လိုက်မယ်အဲ့မှာကိုဆိုတဲ့တယောက်ကဝင်နေပြီဖြစ်ပါတယ်အဲ့တော့သူ့ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာအများကြီးထဲမှာ custom form ကိုနှိပ်လိုက်မယ်ဒါဆိုရင် Sona ကကျွန်တော်တို့ဒီအပြင်ကထည့်လိုက်တဲ့ custom form ကဒီမှာလာပြီးတော့ပေါ်နေပါလိမ့်မယ် Okay နောက်တစ်ခေါက် Sona ကဒီ form ကိုပဲပေါ့နော် public တို့ anonymous တို့ကိုဖြုတ်ထားပြီးကြည့်လိုက်အောင်ဒါဆိုရင်ဘာထူးသွားမလဲဆိုတော့အဲ့ဒါဖြုတ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့က internal ပဲသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ Sona form ကို public form ပြန်သွားကြည့်ရဆိုလို့ရှိရင်လည်း form မရှိတော့ဘူးဆိုတာကိုပဲပြပါလိမ့်မယ်အဲ့တော့ဘယ်နေရာမှာကျွန်တော်တို့သုံးရမလဲဆိုတော့ encounter visit တွေမှာပြန်သုံးရပါမယ်ဆရာအောင်ကဖြည့်ရဲ့ form နေရာမှာသူ့ကိုသုံးရပါမယ်အဲ့တော့အဲ့လိုလုပ်ဖို့အတွက်အရင်ဆုံးဒီကိုသွားမယ် encounter တစ်ခုကို create လုပ်လိုက်မယ်visit တစ်ခု create လုပ်လိုက်မယ်ပြီးရတယ် note ကိုနှိပ်လိုက်မယ် visit note ပေါ့နော်ဆိုတော့အဲ့ထဲမှာဒီမှာ toolbar တွေထဲမှာပါတဲ့ဟာတွေကဒီ custom form ကိုနှိပ်လိုက်ပြီးတော့မှဒီလူနာမှတ်ပုံတင်ခြင်းပုံစံကိုနှိပ်လိုက်ပြီးဆိုတာနဲ့ Sona က form ကဒီမှာလာပေါ်ပါလိမ့်မယ်ဆိုတော့ဒီနေရာမှာဆရာဝန်ဖြစ်ဖြစ် nurse ကဖြစ်ဖြစ်လိုအပ်တယ်လို့အချက်လက်တွေဖြည့်ပြီးတော့မှ submit ကိုနှိပ်တယ်ဆိုလို့ရှိရင်ဒါ visit note ထဲကိုလာဝင်သွားလိမ့်မယ်ကျွန်တော်တို့ encounter note လို့ခေါ်ပါတယ်ပြီးရင်တော့ auto သိမ်းပေးပြီးတော့မှဒီမှာဒီ
ဒီဖြည့်ထားတဲ့ဟာအကုန်လုံးကဒီမှာလာပေါ်ပါမယ်ပြီးတော့ note တွေတိုင်းက sign လုပ်ပေးရပါတယ်ပထမတစ်ခုက note ကို sign လုပ်ပေးရပြီးတော့ဒီ encounter ကို sign လုပ်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ draft က final ဆိုပြီးပြောင်းသွားပါလိမ့်မယ်အဲ့တော့ပြီးရင်တော့ဒီ patient ကိုတစ်ချက်ပြန်သွားနှိပ်ကြည့်ရဆိုလို့ရှိရင်custom form အောက်မှာပေါ်လာတာမျိုးကိုမြင်ရပါလိမ့်မယ်တစ်ခါလေကြာရင်တော့ तू ကအဲ့လိုမိနစ်ပိုင်းကြာတတ်ပါတယ်ဒါကြောင့်ပြန်ပြီးတော့မှသွားကြည့်တဲ့အခါမှာခဏလောက်စောင့်ပြန်ကြည့်လိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့မှာပြန်ပေါ်လာပါလိမ့်မယ် Okay အခုကျွန်တော်တို့မိနစ်ပိုင်းလောက်စောင့်ပြီးတဲ့အခါမှာအခုဆိုရင် custom form အောက်မှာဒီခုဝင်လာတာမျိုးကိုမြင်ရပါလိမ့်မယ်သူကမတူတာကတော့ပထမတစ်ခုကကြတော့ဒါ submitted via Matthias form ဆိုပြီးတော့ပေါ်နေမယ်ဒါ public ကလာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နောက်တစ်ခုကကြတော့ဒါ encounter ကနေလာတဲ့အတွက်ကြောင့်မို့လို့ဒီ encounter ကနေပြီးတော့ finalize လုပ်ထားပါတယ်ဆိုပြီးတော့မှလာပေါ်နေပါလိမ့်မယ်လိုအပ်တယ်လို့ကျွန်တော်တို့က clinical note ကိုလည်းဒီမှာထပ်ပြီးတော့မှဖြည့်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ custom form ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုအကြမ်းမြင်အဖြစ်တော့အားလုံးသိရှိသွားမယ်လို့ထင်ပါတယ်နောက်ထပ်အသေးစိတ်ကို form တွေဘယ်လိုမျိုးလုပ်တယ်လဲဆိုတာသိချင်တယ်ဆိုရင်တော့ဒီ guide ထဲကိုသွားကြည့်ပြီးတော့မှဒီမှာဘယ်လိုမျိုးလုပ်တယ်လဲဆိုတာမျိုးကိုလိုက်ပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်